Kuwait ကညီမလေးမနေ့ကကျွန်တော်မေးထားတဲ့ဟာပေါ့နော်အခုညီမက Kuwait မှာ10ပိုင်းလုံးနေရယ် market down လို့ပေါ့နော်3လနေမှတစ်ခါလောက်ပဲလစာရတယ်ဆိုရဲဟာမျိုးอ่ะလေအမှန်တိုင်းပြောတော့ကျွန်တော်ကကြားသိတာတော့ Kuwait ဆိုလို့ရှိရင်လစာကောင်းတယ်ပေါ့နော်ညီမပြောပုံရဆိုလို့ရှိရင်ညီမ10ပိုင်းဖြစ်လို့အဆင်မပြေရလားပေါ့ဒါပေမဲ့ထားလိုက်ပါညီမဒူဘိုင်းကိုလာချင်တယ်ပေါ့နော်လာချင်တယ်ညီမသွားချင်တဲ့ way ကကြတော့10ပိုင်းဖြစ်ဖြစ်digital marketing ဖြစ်ဖြစ်ပေါ့နော် digital marketing ကကြတော့ညီမနည်းနည်းခက်ခဲလိမ့်မယ်ညီမမှာ experience တွေပေါ့နော်လိုအပ်ချက်တွေရှိနေတဲ့အတွက်နည်းနည်းခက်ခဲလိမ့်မယ်10ပိုင်းကိုပြန်လျှောက်မယ်ဆိုရင်တော့ CV ကိုအကောင်းဆုံးရေးပြီးပြန်လျှောက်လို့ရှိရင်တော့Kuwait က experience ရှိရဲ့အတွက်ကိုပေါ့နော်အင်္ဂလိပ်စာဒီပေါ့ကျွန်တော်တို့ဒီမှာပြောနေတဲ့ essence ကို international essence ကိုနားလေဆိုလို့ရှိရင်ရှောက်လို့ရပါတယ်ခင်ဗျအဲ့ဒါကိုကျွန်တော်ပို့ပြီးတော့အဓိက recommend ပေးရပါတော့ digital marketing ကတော့ experience မရှိတဲ့အတွက်နည်းနည်းခက်ခဲပါလိမ့်မယ်